တောက်တကြခကြစ်တဲ့ပညာတရားနည်းဥပဒေတရားကိုသိ၍ဉာဏ်နှင့်ရှင်သောစကားကိုနားလည်မိအကြောင်းပညာတုသိခြင်းဖြောင့်မစွာကျင့်ခြင်းတရားသဖြင့်စီခြင်းလိလူစွာဆုဖြတ်ခြင်းအမှုအရာနှင့်လေ့ကျင့်မိအကြောင်းမိုက်သောသူသည်လေမာ၍လူပြိုသည်ပညာတရင်းနှင့်ပြည့်စုံမိအကြောင်းဒါဝိဤသားတော်ဖြစ်သောဣသရေလရှင်ဘုရင်ရှောလမုန်စီရင်သောသုတ္တစကားဟုမူကားပညာရှိသောသူသည်နားထောင်သဖြင့်ပညာအတတ်တိုးပါရလိမ့်မည်ညာကောင်းသောသူသည်သုတ္တစကားအ내အဓိပ္ပာယ်ကို၎င်းပညာရှိဟောပြော၍နည်းနည်းသောစကားတို့ကို၎င်းနားလည်သောနိတယေဆေယအဖြစ်သို့ရောက်ရလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပဒေသားကိုမထီမဲ့မြင်ပြုတတ်ကြ၏ငါသာအဖ၏အနုပရိသကိုနားထောင်လောအမိ၏တရားကိုလည်းမပယ်နှင့်ထိုနည်းဥပရိသတရားတို့သည်တေ၏ခေါင်းနှင့်တစ်တဲသောဥ၏တေ၏လည်းပင်နှင့်ရစ်ပတ်သောလည်းဆွဲဖြစ်ကြလိမ့်မည်ငါသာလူဆိုးတို့သည်တင့်ကိုသွေးဆောင်လေဝမခံနှင့်သူတို့ကငါတို့နှင့်အတူလိုက်လောလူအသက်ကိုတတ်အပ်သောငါစောက်ကြစို့အချင်းနှင့်အပြစ်လွတ်သောသူတို့ကိုချောင်းမြောင်းကြစို့တေးချမ်းတွေ့လို့ဆင်းသောသူတို့ကဲ့သို့တစ်ကိုယ်လုံးပါလျက်အသက်ရှင်လျက်ရှိသောထိုသူတို့ကိုမရဏနိုင်ငံမျိုးတကဲ့သို့မျိုးကြစို့အဖို့ထိုင်းသောဗန္နာအမျိုးမျိုးကိုတွေ့၍လူယူသောဥစ္စာနှင့်ငါတို့အိမ်ကိုပြေးကြစေမည်ငါတို့နှင့်ပေါင်းဖော်တော့ရသောဥစ္စာကိုအညီအမျှပိုင်ကြစို့ဟုဆိုတော်လဲငါသာသူတို့နှင့်အတူမလိုက်နှင့်သူတို့သွားသောလမ်းကိုရှောင်လော့အကြောင်းမူကားသူတို့ချင်းသည်ဒုစရိုက်ပြုရာသို့ပြေး၍လူအသက်ကိုတတ်အပ်သောငါလျင်မြန်၏အကယ်စစ်ငှက်မျက်မှောက်၌ပိုက်ကွန်ကိုဖြတ်ထားလျင်အကြံမမြောက်ရလူဆိုးတို့သည်ကိုယ်အသွေးကိုတုံသောငါစောက်၍ကိုယ်အသက်ကိုတတ်အပ်သောငါချောင်းမြောက်တတ်ကြ၏မတရားသောစီးပွားကိုရှာသောသူအပေါင်းတို့သည်ထိုသို့သောအကျိုးကိုခံရ၍ထိုစီးပွားသည်မိမိပညာသည်ပြမကြွေးကြော်၍လန်ခီတို့၌မိမိစကားတန်ကိုလွှတ်တတ်၏လူစည်းဝေးရာအဦး၌၎င်းမြို့တကားဝ၌၎င်းမြို့ထဲ၌၎င်းခေါ်၍မွဲ့ဆိုသောစကားဟုမူကားအိုလူမိုက်တို့သင်တို့သည်မိုက်သောအကျင့်ကိုနှိမ့်သက်လျက်ကဲ့ရဲ့သောသူတို့သည်ကဲ့ရဲ့ခြင်းနှင့်မွေလျော်လျက်မမိုင်သောသူတို့သည်ပညာအတတ်ကိုမုန်းလျက်အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်းငါဆုံးမသောစကားကိုနားထောင်၍ပြောင်းလဲကြလော့ငါဝိညာဉ်ကိုသင်တို့အပေါ်သို့ငါသွန်းလောင်း၍ငါစကား၏အ내အဓိပ္ပာယ်ကိုနားလည်စေမည်ငါသည်ခေါ်၍သင်တို့သည်ညင်းပယ်သောကြောင့်၎င်းငါလက်ကိုဆက်၍အဘယ်သူမျှမမှတ်သောကြောင့်၎င်းငါသတိပေးခြင်းရှိသည်များကိုသင်တို့သည်ပယ်၍ငါဆုံးမသောစကားတစ်ခုကိုမျှနားမခံဘဲနေသောကြောင့်၎င်းသင်တို့သည်ဘေးဥပါနှင့်တွေ့ကြုံသောအခါငါရယ်မည်ကြောင့်မဲ့ဖွယ်သောအမှုရောက်သောအခါငါပြည့်ရည်ပြုမည်သင်တို့ကြောင့်မဲ့ဖွယ်သောအမှုသည်တုတ်သေးပယ်ရှင်းခြင်းအမှုကဲ့သို့၎င်းသင်တို့ပျက်စီးခြင်းအမှုသည်လေမုန်တိုင်းကဲ့သို့၎င်းရောက်လာ၍သင်တို့သည်ဆင်းရဲခြင်းပူပန်ခြင်းနှင့်တွေ့ကြုံသောအခါထိုအမှုရောက်သောသူတို့သည်ငါ့ကိုခေါ်တော်လဲငါမထူးငါ့ကိုကြိုးစား၍ရှာတော်လဲမတွေ့ရကြအကြောင်းမူကားသူတို့သည်ပညာအတတ်ကိုမုန်းကြ၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောကိုအလိုမရှိကြငါသတိပေးခြင်းကိုအလင်းနားမခံကြငါဆုံးမခြင်းရှိသည်များကိုမထီမဲ့မြင်ပြုကြ၏ထို့ကြောင့်သူတို့သည်ကိုကြည့်ခြင်း၏အကျိုးအပြစ်ကိုစား၍ကိုကြံသောအကြံတို့နှင့်ဝါကြလိမ့်မည်ညာတိန်သောသူတို့သည်လာလွဲသဖြင့်အသက်ဆုံးတတ်ကြ၏မိုက်သောသူတို့သည်တည်လိသောအားဖြင့်ပျက်စီးခြင်းတို့ရောက်တတ်ကြ၏ငါစကားကိုနားထောင်သောသူမူကားလုံခြုံစွာနေ၍ဘေးကိုမကြောက်ဘဲညင်ဝန်းလိမ့်မည်